ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ပေးဖူးလိုက် channel မှာကြိုဆိုပါရစေ။ကျမဒီနေ့ဖတ်ပြပေးမယ့်အစာအိုလေးကတော့ဘာမောက်ခချုပ်ဆရာတော်ဗတ္တန္တာဒေါက်တာဉာဏမာလဘိဝန္တဤလူငယ်များတို့ဩဝါဒဆိုတဲ့အစာအိုလေးပဲဖြစ်ပါတယ်။ဓမ္မမိတ်ဆွေများနားဆင်ခံစားပေးကြပါဦးရှင်။လူငယ်များတို့ဩဝါဒအရွယ်ဖုံဖုံကကလေးတို့နဲ့တွေ့တဲ့အချိန်လေးမှာဩဝါဒစကားလေးပြောပါမယ်နော်အခုဒီလိုလူလောကမှာရောက်လာတဲ့အခါလူတွေမှာအရွယ်၃မျိုးဆိုတာရှိတယ်ပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်အဲ့ဒီအရွယ်၃မျိုးထဲမှာအခုလိုတက်တန်းဆိုးရွလာတဲ့ကာလပိုင်းမှာဆိုကြပါစို့နှစ်အစိတ်ပိုင်းလိုက်မယ်ဆိုလို့ရှိရင်မွေးဖွားတဲ့အချိန်ကစပြီးတော့25နှစ်အထိဒါကိုပထမအရွယ်လို့ခေါ်ပါတယ်ပထမအရွယ်ဟာလူဘဝတွင်စတင်ရောက်ရှိလာတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကြီးပွားတိုးတက်ဖွံ့ဖြိုးလာအောင်တည်ဆောက်နေတဲ့အချိန်ပိုင်းဒီလိုတည်ဆောက်လို့နောက်ဆုံးအသက်အစိတ်အရွယ်ရောက်သွားလို့ရှိရင်ပြည့်ပြည့်စုံစုံတည်ဆောက်ပြီးအပိုင်းလို့ဒီလိုဆိုရမယ်။နောက်26နှစ်ကနေပြီးဟိုဘက်နှစ်အစိတ်50အထိပေါ့အဲ့ဒါကိုဒုတိယအရွယ်လို့သတ်မှတ်ရမယ်။ဒုတိယအရွယ်ရောက်လာတဲ့အခါကျတော့ကိုယ်ပတ်ဝန်းကျင်နဲ့ကိုယ်လူမျိုးအမျိုးဘာသာသာသနာလို့ဆိုရဲအများကောင်းကျိုးဆောင်ရွက်ရမယ့်အချိန်ကာမျိုးဖြစ်တယ်။နောက်51နှစ်ကနေပြီးတော့85နှစ်နောက်ပိုင်းရောက်လာတဲ့အခါကျတော့ဥဆောင်မှုအပိုင်းကိုရောက်လာတယ်။ဆောင်ရွက်လှုပ်ဆောင်တဲ့လုပ်ငန်းတွေဟာအထွတ်အထိပ်ကိုရောက်လာပြီးတဲ့နောက်အများကိုဥဆောင်မှုအတွေ့အကြုံတွေကိုပြောဆိုပြီးတော့လူလောကကြီးမှာရင့်ကျက်တဲ့အပိုင်းလို့ဒီလိုပြောရမယ်။ပထမအရွယ်နဲ့အမျိုးဘာသာသာသနာအခုကလေးတို့အရွယ်ဟာပထမအရွယ်မှာရှိတဲ့အတွက်ကြောင့်ကိုယ်ကာယအနေထားရောစိတ်သက်ရေးရာဆိုင်ရာရောပညာရေးဆိုင်ရာရောလေ့လာနေကြရမယ့်အချိန်ပိုင်းလေးဖြစ်တယ်။ဒါကြောင့်မို့လို့ဖုံဖုံအနေနဲ့အခုပြောချင်တာကဖုံဖုံလို့မြန်မာစကားထဲမှာအမျိုးဘာသာသာသနာဆိုတဲ့စကားရှိတယ်။အမျိုးဘာသာသာသနာဆိုရမှာကိုငါဘာလူမျိုးလဲလို့ပြန်မေးကြည့်လို့ရှိရင်မြန်မာလူမျိုးလို့ဒီလိုပြောရမယ်။မြန်မာလူမျိုးလို့ဆိုရင်ကိုအမျိုးကိုချစ်တဲ့စိတ်ရှိရမယ်။ကိုအမျိုးကိုချစ်တယ်ဆိုတာအခြားအမျိုးကိုမုန်းရမယ်ဒီလိုဆိုလိုတာမဟုတ်ဘူးကိုအမျိုးကိုချစ်ပြီးတော့ကိုရဲ့ tradition ဒလေထုံးတဲ့အစဉ်အလာများကိုမျက်နှိုးတက်ဖို့ကိုဆိုလိုတာပါမြန်မာလူမျိုးတွေဟာကဘာမှာကြည့်မယ်ဆိုလို့ရှိရင်အလွန်ကောင်းတဲ့ဒလေထုံးတဲ့အစဉ်အလာတွေရှိတယ်။ဘာဖြစ်လို့တော့ဆိုတော့မြန်မာလူမျိုးတွေရဲ့စိတ်ထဲနှလုံးသားထဲမှာအလွန်ရည်ကြီးတဲ့ဗုဒ္ဓရဲ့တရားတော်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတတိခေတ်တရားပြည်ခေတ်လောက်ကတည်းကရှိနေခဲ့တယ်။ရာစုနှစ်နဲ့ပြောမယ်ဆိုရင်9ရာစုနှစ်10ရာစုနှစ်လောက်ကတည်းကဒီလိုမြန်မာလူမျိုးတွေရဲ့ရှင်တဲ့နှလုံးသားထဲမှာဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိန်းဝတ်လာခဲ့တဲ့အတွက်ကြောင့်မြမယဉ်ကျေးမှုနဲ့ဗုဒ္ဓယဉ်ကျေးမှုဟာခွဲခြားလို့မရနိုင်လောက်အောင်ရှင်းတွဲပြီးတော့နေတယ်။မိမိထက်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားမှုလူကြီးသူမစကားကိုရိုသေလေးစားမှုမိမိတို့ကိုးကွယ်တဲ့ဘာသာတရားကိုလေးစားလိုက်နာမှုယဟန်တန်ဃာများကိုရိုသေလေးစားမှုအချင်းချင်းလေးစားမှုချစ်ခင်မှုရှင်တွဲမှုဆိုတာမြန်မာလူမျိုးတွေရဲ့အင်မတန်ချစ်စရာကောင်းတဲ့ကဘာမှာအလွန်ရှားတဲ့ traditional တစ်ခုဖြစ်တယ်။အဲ့ဒီကိုလူမျိုးတွေရဲ့ traditional ကိုမထိမ့်သိမ်းလို့ရှိရင်ဘယ်သူကလာထိမ့်သိမ်းမှာတော့ဘယ်သူကမထိမ့်သိမ်းဘူးနော်။ကိုလူမျိုးရဲ့ဒလေထုံးတဲ့အစဉ်လာကိုပဲထိမ့်ကြရမှာဖြစ်တယ်။ဒီကနေ့တောရာတွေကိုသွားပြီးကြည့်လိုက်ရင်မြန်မာလူမျိုးစစ်တွေရဲ့တဦးနဲ့တဦးရိုင်းမင်းကူညီမှုတယောက်ကိစ္စကိုတယောက်ကဝိုင်းဝန်းကူညီမှုတရွာလုံးတဦးကိစ္စပေါ်ရင်အားလုံးဝိုင်းဝန်းကူညီကြတဲ့မြန်မာတွေရဲ့ထုံးတဲ့အစဉ်လာတွေဟာဒီကနေ့ထိ
တချို့နေရာမှာရှိနေတော့မှာအဲ့ဒီအစဉ်လာတွေပျောက်ပြက်ပြီးတော့မသွားအောင်ထိမ့်သိမ်းရမယ်အခုကလေးတို့ဟာ generation တစ်ခုပေါ့နော်ကိုယ့်ရဲ့ generation တစ်ခုမျိုးဆက်တစ်ခုဖြစ်လာတာဒီမျိုးဆက်တစ်ခုဖြစ်လာတဲ့အချိန်မှာအင်မတန်ကောင်းတဲ့အမွေနှစ်တွေမပြောက်မပြတ်အောင်ထိမ့်သိမ်းစောင့်ရှောက်ရမယ်ဒါကိုအမျိုးချစ်တယ်လို့ပြောတာပါကို့အမျိုးချစ်ပြီးတော့ကိုယ့်ရဲ့ traditional ကိုထိမ့်သိမ်းပြီးတော့ကဘာမှာကို့လူမျိုးကိုဂုဏ်ယူဝင်ကြားနိုင်တဲ့အနေအထားမျိုးရှိအောင်ထိမ့်သိမ်းစောင့်ရှောက်ရမယ်ကဘာမှာမြန်မာကဘာမှာမြန်မာဆိုတာအင်မတန်ကောင်းတဲ့အစဉ်လာရှိတဲ့လူမျိုးညံ့တဲ့လူမျိုးမဟုတ်ဘူးအဲ့ဒီလိုအစဉ်လာကောင်းနေရှိနေတယ်ဖုံဖုံတို့နိုင်ငံခြားသွားတဲ့အခါတွေ့ခဲ့သမျှမြန်မာလူမျိုးတွေ bright ဖြစ်တယ်ဆိုတာတကဘာလုံးကသိတယ်လက်ခံထားပါတယ်မြန်မာလူမျိုးတွေဟာတက်ကြွတယ်ပင်ကိုညံအရေးချင်းနေကောင်းနေဆိုတာအများကအတိမပြုတယ်အဲ့ဒီတော့ကိုလေတို့ဟာလူညံ့မဟုတ်ဘူးမညံ့တဲ့လူတွေဟာညံ့မနေစေရအောင်တို့စူးစမ်းအားထုတ်ကြရမယ်ကိုယ့်ရဲ့အရေးသွေးကိုတတိထားနေတာလေအမျိုးချစ်တယ်လို့ခေါ်တာပေါ့နော်ကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့ဘာသာကိုယ့်တသနာကိုထိမ့်သိမ်းစောင့်ရှောက်တာဟာအမျိုးချစ်တာပါပဲဘယ်နေရာသွားကိုယ့်ရဲ့ tradition ကိုမဖျောက်ဖျက်တာမျိုးပေါ့နီတိကျမ်းမှာဆိုတဲ့စကားလေးတစ်ခုရှိတယ်။မြက်လေးပန်းကိုကလေးတို့မြင်မှုကြလိမ့်မယ်ထင်ပါတယ်။မြက်လေးပန်းလေးဟာနှမျိုးရှိတယ်လို့တော့ပြောတယ်။အဲ့ဒီမြက်လေးပန်းလေးတွေမှာဘယ်တော့မှကြွေမကြတဲ့မြက်လေးပန်းလေးတွေရှိတယ်။မြက်လေးပန်းလေးတွေဟာခေါင်းပေါ်မှာတယူတရာပန်မဲ့လူရှိရင်အဲ့ဒီခေါင်းပေါ်မှာပဲနေတယ်။အဲ့ဒီလိုပန်မဲ့လူမရှိရင်အပင်မှာအချောက်ခံတယ်ဆိုတဲ့စကားလေးရှိတယ်။အောက်ကိုတော့ကြွေမကြဘူးတဲ့။ဒါမြက်လေးပန်းရဲ့ဂုံတက်တီလေးပေါ့။မြန်မာလူမျိုးဟာလည်းထို့အတူပဲ။ဘယ်နေရာဘယ်နိုင်ငံပဲရောက်ဘယ်လူမျိုးတွေချားမှာပဲနေကိုယ့်ရဲ့ tradition နဲ့ကိုယ့်ရဲ့ဇာတိမှန်ကိုမစွန့်လို့ဘူး။ပင်ကိုအရေးအချင်းတွေပြည့်ရင်းသွားအောင်မလုပ်ဘူး။ဒါကိုအမျိုးချစ်တယ်လို့ပြောတာနော်။တာကီမျိုးဟိတို့ဘက်မှာဘာသာဆိုရမှာမြန်မာလူမျိုးတွေဟာယဉ်ကျေးမှုနဲ့အခွဲမရလောက်အောင်ကိုးကွယ်လာခဲ့တဲ့ဘာသာဟာဗုဒ္ဓဘာသာပဲရှေ့မြန်မာလူမျိုးကြီးတွေကတာကီမျိုးဟိတို့ဘက်မှာဆိုပြီးတော့ကြွေးကြော်ခဲ့ကြတယ်မြန်မာလူမျိုးနဲ့တာကီလူမျိုးဘယ်လိုဆိုင်လဲလို့ဆိုရင်လွန်ခဲ့တဲ့အတိတ်ကိုမကြည့်နဲ့ဒီကနေ့တက်ကြသူတို့အတန်နဲ့ဆိုရင်စက်ကရလို့ခေါ်တယ်။ဟိုနီပေါနိုင်ငံမှာတက်ကြလူမျိုးတွေရှိတယ်။အဲ့ဒီလူမျိုးတွေဟာမြန်မာလူမျိုးတွေနဲ့တထေရတယ်။တပုံစံနဲ့လဲတူတယ်။ရေကြီးရာညက်နုရာပြောင်းရွှေ့ပြီးတော့လာကြတာ။ဖုံတို့နီပေါနိုင်ငံရောက်တဲ့အခါကျတော့အဲ့ဒီတက်ကြလူမျိုးတွေဟာဘယ်ကနေဆင်းသက်လာတာတော့လို့မေးလိုက်တော့တိဘက်တိုဘာမင်းဆိုတဲ့အမျိုးအနွယ်ကဆင်းသက်လာတယ်လို့ပြောတယ်။ဖုံတို့မြမတ်သမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲမြန်မာလူမျိုးဟာတိဘက်တိုဘာမင်းကဆင်းသက်လာတယ်။နောက်ပြီးတခဏလောက်လေးလာကြည့်တာနဲ့အများသုံးတဲ့ဘာသာစကားတွေတူနေတာတွေ့ရတယ်။ဘာတွေတူလဲဆိုရင်မြန်မာလူမျိုးတွေကလမ်းလို့ပြောတာကိုသူတို့ကလည်းလမ်းပဲဒီကမီးဆိုတာသူတို့လည်းမီးပဲဒီကငါရေထဲကငါပဲဖြစ်ဖြစ်နှစ်ပတ်ငါပဲဖြစ်စေသူတို့လည်းငါပဲစကားတွေလုံးဝတူနေတာရှိတယ်ဒီလိုလုံးဝတူနေတာရှိတော့ရှေ့လူကြီးတွေပြောခဲ့တယ်တာကီမျိုးဟိတိုးဘယ်မှာဆိုတာအလဟတ်သက်ပြောခဲ့တာမဟုတ်ဘူးတနည်းအားဖြင့်မြန်မာလူမျိုးတွေဟာဟိုဒီဘက်တိုကုန်းမြင့်ကနေမာချာလုပ်ပြီးတော့ဒီဘက်ကိုတဖြည်းဖြည်းရွေ့လျားပြီးတော့ရောက်ရှိလာတာအဲ့ဒီတော့ပင်ကိုအားဖြင့်ဘလို့ပဲဖြစ်ဖြစ်အနေအထားဟာဗုဒ္ဓမြတ်စွာရဲ့ဆွေတော်မျိုးတော်တွေလို့ဒီလိုပြောနိုင်ပါတယ်နော်တနည်းအားဖြင့်ကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲသွေးသားထဲမှာဗုဒ္ဓရဲ့ယဉ်ကျေးမှုတွေကိန်းအောင်ပြီး
မိမိတို့ရဲ့နှလုံးသားထဲမှာယဉ်ကျေးမှုတစ်ခုအနေနဲ့လက်ခံထားကြတာအဲ့ဒီကိုယ့်ဘာသာဟာဘာတော့ဆိုရင်ဗုဒ္ဓဘာသာပဲဖယားမှန်ရန်အဲ့ဒီဗုဒ္ဓဘာသာဟာကိုးကွယ်မှုဆိုတဲ့အခြားဘာသာတွေနဲ့တူသလားလို့ဆိုတော့အချို့ကပြောလို့ရှိတယ်လောကမှာဖယားဆိုတာတဆူတည်းပဲရှိတယ်အကုန်အတူတူပါပဲလို့ပြောတတ်တယ်ကလေးတို့စဉ်းစားရမှာကဘယ်ဖယားကိုယဉ်ညွန်းတာလဲမေးဖို့လိုတယ်ဖယားလို့နာမည်ခံတာတွေကအများကြီးရှိရဲ့နော်ဖယားဆိုတာဟာဂယုဏရှိရမယ်ပညာရှိရမယ်အေးဂယုဏဆိုတဲ့နေရာမှာတာမန်ဂယုဏမဟုတ်ဘူးမဟာဂယုဏပညာကလည်းမဟာပညာပညာရှိတဲ့ဂယုဏရှိတဲ့ပညာသာရှိပြီးဂယုဏမရှိရင်ရက်ဆက်တတ်တဲ့ဂယုဏသာရှိပြီးပညာမရှိရင်လမ်းမှန်ကိုမပေးနိုင်ဘူးဂယုဏရောပညာရောနှစ်ပါးစုံရမယ်ဖျားမှန်ရင်ဂယုဏရောပညာရောနှစ်ပါးလုံးစုံမှဖျားဖြစ်ပါတယ်အခြားအရေးသွေးတွေလည်းရှိသေးတယ်နော်ရက်ဆက်ပြီးတော့တန်ခတ်တယ်ဆိုတာဖျားမဟုတ်ဘူးမြတ်စွာဘုရားဟာဆင်းရဲဒုက္ခရောက်နေတဲ့တတ္တဝါတွေအားလုံးအပေါ်မှာအကျဉ်းနာထားတာဂယုဏပဲထိုဆင်းရဲဒုက္ခတွေကလွတ်မြောက်အောင်လမ်းမှန်ကိုညွှန်နိုင်တာပညာအေးဂယုဏပညာနှစ်ခုပေါင်းစပ်လိုက်မှတကယ့်ဖရာအစစ်လူလောကမှာခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာဂယုဏလည်းရှိရမယ်ပညာလည်းရှိရမယ်ပညာတော့ရှိတယ်ဂယုဏမရှိဘူးဆိုရင်ကောက်ကျစ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရက်ဆက်တဲ့ဂယုဏတော့ရှိတယ်ပညာမရှိဘူးဆိုရင်လမ်းမှန်ကိုမသိဘူးတလွဲတွေလုပ်တယ်အေးအဲ့ဒါမျိုးမဖြစ်ရအောင်တို့ဗုဒ္ဓမြတ်စွာကပညာလည်းရှိရဲ့ဂယုဏလည်းရှိတယ်မဟာဂယုဏနဲ့မဟာပညာပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်အများအပေါ်မှာလည်းအကျဉ်းနာတရားကြီးမားတယ်အကျဉ်းနာတရားကြီးမားတဲ့အတိုင်းမှန်ကန်တဲ့လမ်းကိုလည်းညွှန်ပြနိုင်တယ်လေးလေးနက်နက်စဉ်းစားဖို့အေးဗုဒ္ဓမြတ်စွာကိုယုံကြည်ကြတဲ့ပုဂ္ဂိုလ်တွေဟာတခြားဘာသာနဲ့မတူတဲ့အချက်ကိုလည်းကလေးတို့သိဖို့လိုတယ်ဗုဒ္ဓဘာသာဝင်တွေဆုတောင်းတယ်အခြားဘာသာဝင်တွေလည်းဆုတောင်းကြတယ်တခြားဘာသာဝင်တွေဆုတောင်းတာကရလိုမှုတွေနဲ့ဆုတောင်းကြတာများတယ်ဗုဒ္ဓဘာသာဆုတောင်းတာနဲ့တခြားဘာသာဆုတောင်းတာကိုတူတယ်လို့မထင်နဲ့ဗုဒ္ဓဘာသာတွေဆုတောင်းလို့ရှိရင်ဤယခုပြုရသောကုသိုလ်ကောင်းမှုကြောင့်ဒီလိုပါတယ်နော်တချို့ကတော့မဟုတ်ဘူးတခြားဘာသာတွေဆိုလို့ရှိရင်အဖဖရာသခင်ကယ်တော်မူပါဆင်းရဲဒုက္ခကလွတ်မြောက်အောင်ဘာလို့တယ်ဆိုတာမပါဘူးဟုတ်ရဲ့လားခွင့်လွတ်တော်မူပါဒါပဲဗုဒ္ဓဘာသာကအဲ့ဒီလိုမဟုတ်ပါဘူးကိုလိုအားအတွက်ကိုလိုချင်တာကိုယဉ်ညွန်းတာတောင်းယူရဲဆုတောင်းမဟုတ်ဘူးနော်ကိုလိုအားဟာကုသိုလ်ကောင်းမှုတစ်ခုလုပ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုဟာဘာအတွက်ဖြစ်ချင်ပါတယ်အလုပ်လုပ်ပြီးတော့မှပြောတဲ့စကားမျိုးမတူဘူးနော်လုပ်ချင်တာတွေလုပ်ပြီးတော့ဒူးထောက်ပြီးခွင့်လွတ်ပါဆိုတာမျိုးမဟုတ်ဘူးအေးဒါကြောင့်မို့လို့အသွင်တန်ချင်းအနှစ်သာရချင်းဟာလုံးဝကွဲပြားတယ်ဆိုတာကလေးတို့သိရမယ်ဘယ်အရာပဲဖြစ်ဖြစ်လေးလေးနက်နက်စဉ်းစားတတ်ကြရမယ်နော်အဲ့ဒီလိုလေးလေးနက်နက်စဉ်းစားပြီးတော့လက်ခံတက်လာမယ်ဆိုရင်ဒါအမျိုးဘာသာသာသနာကိုချစ်မြတ်နိုးတယ်ကြံပိုးထားတတ်တယ်လို့ဒီလိုဆိုတယ်ဘယ်အရာပဲဖြစ်ဖြစ်စဉ်းစားတတ်ဖို့လိုပါတယ်မှတ်ကြောက်လေးတွေမိမိရဲ့ tradition မှာလည်းပဲကောင်းတဲ့ tradition ရှိသလိုမကောင်းတဲ့ tradition လည်းရှိကောင်းရှိလိမ့်မယ်ကောင်းမကောင်းဆိုတာကိုတိုင်းတာဖို့ပေတံလေးတစ်ခုမှတ်ကြောက်လေးတစ်ခုကိုယ်မှာရှိထားရမယ်နော်စံလေးတစ်ခုမှတ်ထားရမယ်ဘယ်အရာပဲဖြစ်ဖြစ်ကောင်းတဲ့အရာမကောင်းတဲ့အရာလှုပ်တဲ့အရာမလှုပ်တဲ့အရာဒီလိုနှစ်ခုခွဲပြီးကြည့်ရမယ်လှုပ်တဲ့အရာဆိုတာဘာလဲလှုပ်တဲ့အရာဆိုတာမိမိကိုလည်းထိခိုက်နစ်နာမှုမဖြစ်စေဘူးသူတစ်ပါးကိုလည်းထိခိုက်နစ်နာမှုမဖြစ်စေဘူး
နှစ်ဦးလုံးကိုထိခိုက်နစ်နာမှုမဖြစ်စေဘူးဆိုတဲ့အလုပ်ဟာလုပ်တဲ့အလုပ်အဲ့ဒါနဲ့ပဲစံထားရမှာကိုလုပ်တဲ့လုပ်ငန်းတစ်ခုဟာကိုထိခိုက်သွားရင်မလုပ်သင့်ဘူးထိခိုက်တယ်ဆိုတာရရှိမဲ့အကျိုးတွေလက်လွတ်သွားလို့ရှိရင်လည်းထိခိုက်တယ်လို့ခေါ်တယ်နော်ရရှိတဲ့နာတွေမရရှိတော့ဘူးဆိုရင်ထိခိုက်တယ်လို့ခေါ်တယ်အဲ့ဒီတော့ကိုအတွက်ထိခိုက်တယ်သူတစ်ပါးအတွက်ထိခိုက်တယ်နှစ်ဦးစလုံးအတွက်ထိခိုက်တယ်ဆိုတာမလုပ်တဲ့အလုပ်ကိုလည်းမထိခိုက်ဘူးသူတစ်ပါးလည်းမထိခိုက်ဘူးနှစ်ဦးစလုံးကိုမထိခိုက်ဘူးမထိခိုက်တဲ့အပြင်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေမယ်ဆိုရင်ဒါလုပ်တဲ့အလုပ်ဒီလိုမှတ်ရမှာဒါမှတ်ကြောက်လို့ခေါ်တယ်ဒါဖုံဖုံအနေနဲ့ပြောတာမဟုတ်ဘူးဖုံဖုံတို့ရဲ့ပရိကတ်စာပေထဲမှာအတ္တပြပါရာယပိတံဝတ္တတိပရပြပါရာယပိတံဝတ္တတိဥပယပြပါရာယပိတံဝတ္တတိလို့ဗုဒ္ဓမြတ်စွာကဟောပြောထားခဲ့တာပါဒါနဲ့တိုင်းတာရမှာကဲအတိုင်းတာလေး၃ခုကိုလုပ်တဲ့အလုပ်တစ်ခုတည်ကိုထိခိုက်သလားသူတစ်ပါးကိုထိခိုက်သလားနှစ်ဦးလုံးကိုထိခိုက်သလားစဉ်းစားသင့်တယ်နော်လုပ်တဲ့အလုပ်ထိခိုက်တယ်ဆိုတဲ့နေရာမှာဖုံဥပမာတစ်ခုပြောပြမယ်မူးယစ်ဆေးဝါးသုံးဆဲတယ်အရက်သေးစာတောက်စားတယ်ဆိုပါတော့တချို့ပုံကိုယ်တွေပြောတာရှိတယ်အရက်ထဲမှာအရက်တောက်ပြီးရောမဆဲဘူးမဆိုဘူးဘိုက်မောက်ပြီးအိတ်နေတယ်အရက်သေးစာတောက်ပြီးတော့ကိုယ့်ဘာသာကိုညင်လေးနေတယ်အပြစ်မရှိဘူးလို့ထင်ကြတယ်နော်ဒါကတယောက်အရက်တောက်ပြီးတချို့ကအရက်ထဲမှာဆဲတယ်နှောက်ယှက်တယ်ရန်ဖြစ်တယ်ဒါကတယောက်အဲ့ဒီနှမျိုးလုံးထဲမှာတယောက်ကအေးကိုကြိုက်လို့ကိုတောက်ဘိုက်မောက်အိတ်နေဘာမှမဆူနဲ့မညံနဲ့အပြစ်မရှိဘူးလို့ထင်တယ်နော်ကဲစဉ်းစားကြည့်စမ်းအရက်သေးစာတောက်စားမူးယစ်ပြီးရောဒီလိုနေတဲ့လူတယောက်ဟာထိုအချိန်တွင်းမှာသူရတင်ရိုက်ထိုက်တဲ့အသက်ပညာအသိပညာစီးပွားဥစ္စာတွေမရနိုင်တော့ဘူးနော်ကိုထိခိုက်တဲ့အလုပ်ဆိုတာခုနဆန်နဲ့တွားတိုက်လို့ရှိရင်ဒါကောင်းတဲ့အလုပ်လို့ခေါ်လို့မရတော့ဘူးကောင်းတဲ့အလုပ်မဖြစ်ဘူးနော်သူများအတွက်အနှောက်အယှက်မဖြစ်တော့လဲကိုယ့်အတွက်အနှောက်အယှက်ဖြစ်သွားပြီကိုယ့်အတွက်ဆုံးရှုံးသွားပြီတက်ရမယ့်ပညာတွေမတက်လိုက်ရဘူးအဲ့ဒီအချိန်မှာအဖိုးတန်ပညာတွေကိုမရလိုက်ဘူးအဖိုးတန်အသိဉာဏ်တွေမရလိုက်ဘူးတမိုးရှိတဲ့အချိန်အတွင်းမှာစီးပွားဥစ္စာမရလိုက်ဘူးတမိုးရှိတဲ့အချိန်အတွင်းမှာကုသိုလ်တွေမရလိုက်ဘူးဆုံးရှုံးသွားတယ်ဒါလည်းဆုံးရှုံးမှုလို့ခေါ်တယ်ပတ်စံတွေငွေကြေးတနာတွေဆုံးရှုံးတာမဟုတ်ဘူးလူလောကမှာငွေကြေးတနာဟာတကယ်အနှစ်သာရမဟုတ်ဘူးတကယ်အနှစ်သာရဆိုတာဗုဒ္ဓမြတ်စွာကပညာနရနဲ့ယတနာတဲ့လူတွေရဲ့တကယ်အနှစ်သာရယတနာဟာအသိပညာအတတ်ပညာပဲနော်အေးဒါကြောင့်မို့အဲ့ဓာတွေဆုံးရှုံးသွားလို့ရှိရင်တကယ်ဆုံးရှုံးမှုကိုထိခိုက်မနစ်နာဘူးလားထိခိုက်တယ်ကိုထိခိုက်တာနဲ့တပြိုင်နဲ့သူတစ်ပါးကိုရောတစ်ဖက်တစ်လန်အားဖြင့်ဓာတ်ရိုက်မဟုတ်တောင်ထိခိုက်သွားနိုင်တယ်သူ့မှာမိသားစုရှိတယ်လို့ဆိုရင်သူလုပ်ရမယ့်ဂျူတီတွေသူမလုပ်တဲ့အတွက်ကြောင့်သူ့မိသားစုတာဝန်ပြီးမသွားဘူးလားဟောဒါသူများကိုထိခိုက်တယ်လို့ခေါ်တာပေါ့သူလုပ်ရမယ့်အလုပ်တွေမလုပ်တော့ကျန်တဲ့လူတယောက်ကသူ့တာဝန်ပါနှစ်ထွက်ကန်းလုပ်နေရတယ်ဟုတ်ရဲ့လားသူ့တာဝန်ကြီးပါလေးသွားတယ်နော်လေးသွားတော့မိသားစုမှာလည်းသူတို့ကိုယ်ပိုင်အချိန်တွေလက်လွတ်ဆုံးရှုံးသွားတယ်နော်ဆုံးရှုံးမှုတွေရှိတယ်ငွေကြေးဆုံးရှုံးမှုမှာဆုံးရှုံးတာမဟုတ်ဘူးအချိန်ဆုံးရှုံးတာလေဆုံးရှုံးတာပဲနော်အေးဒီလိုကြည့်မယ်ဆိုလို့ရှိရင်ဆုံးရှုံးမှုတွေညောင်များစွာရှိပါတယ်မူရည်စေဝါသုံးဆွဲပြီးတော့နေတဲ့လူတယောက်ဟာပညာဘက်ကဆုံးရှုံးသွားတယ်အချိန်တွေဆုံးရှုံးသွားတယ်စီးပွားဥစ္စာတွေဆုံးရှုံးသွားတယ်တခါသူ့အတွက်လိုက်လို့ပေးနေရတဲ့မိသားစုတွေမှာလည်းအချိန်တွေဆုံးတယ်
ငွေဆုံးနဲ့ဟောအကုန်လုံးဆုံးရှုံးနေတာကြတယ်အဲ့တော့ကိုလည်းထိခိုက်တယ်သူတစ်ပါးလည်းထိခိုက်တယ်ဆိုရင်နှစ်ဦးစလုံးထိခိုက်တာပဲမဟုတ်လားအေးဒါကြောင့်မို့လို့ဒီအလုပ်ဟာမလုပ်တဲ့အလုပ်လို့ဒီလိုသတ်မှတ်ပါတယ်အေးလုပ်တဲ့အလုပ်ဆိုတာကြတော့မိမိအတွက်လည်းအကျိုးရှိတယ်မိသားစုအတွက်လည်းအကျိုးရှိတယ်နှစ်ဦးနှစ်ဝအားလုံးကိုအကျိုးရှိတယ်ဆိုရင်ဒါကောင်းတဲ့အလုပ်လို့ဒီလိုသတ်မှတ်တယ်အေးဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာသာသနာမှာအမျိုးကိုချစ်တယ်ဘာသာသာသနာကိုချစ်တယ်ဆိုတာအခုလိုကောင်းတဲ့အဆုံးအမတွေရရှိလို့ချစ်ခင်တာကိုဆိုလိုတဲ့တန်ဖိုးထားတာကိုချစ်တယ်လို့ပြောတာကိုအမျိုးကိုချစ်ပြီးတော့သူများမျိုးကိုစန့်ကျင်ဘက်လုပ်တာကြတော့မျိုးချစ်လို့မခေါ်နိုင်ဘူးနော်ကိုအမျိုးချစ်တယ်ဆိုတာကိုထိမ့်သိမ်းဆောက်ရှောက်ပြီးကိုကြီးပွားတိုးတက်အောင်လုပ်ခွင့်ရှိတယ်သူတစ်ပါးကိုအနှောက်အယှက်ပေးဖို့မလုပ်ရဘူးလှုပ်ချင်းအပြည့်သူတစ်ပါးကိုထိခိုက်နေနာစေတယ်ဆိုတာမကောင်းတဲ့အလုပ်လိုပဲဒီလိုပြောရမှာပါကုသိုလ်ဆိုတာနောက်တစ်ခုကကုသိုလ်အကုသိုလ်ဗမာလူမျိုးတွေအပြောအဆိုရှိကြတယ်ဟေးကုသိုလ်ရတယ်လို့ကဲကုသိုလ်ရတယ်ဆိုတာကလေးတို့ဘာရတာကိုပြောတာတော့ပတ်စံရတယ်ဆိုရင်တော့သိတယ်လက်ထဲမှာပတ်စံတွေတထုပ်ကြီးရသွားတယ်ငွေရတယ်ဆိုရင်လည်းသိတယ်နော်ကုသိုလ်ရတယ်ဆိုတာကြတော့ဘလို့ရတာတော့ကုသိုလ်ဆိုတာဘလို့ဟာတော့လို့စဉ်းစားဖို့လိုတယ်နော်ကုသိုလ်ဆိုတာပါဠိကုတလဆိုတဲ့စကားကလာတာကုတလဆိုတဲ့ပါဠိစကားကိုမြန်မာမှုပြုပြီးကုသိုလ်ဖြစ်လာတာဒီစကားလုံးလေးကိုအတိတ်ပဲမပြန်ဘဲနဲ့ကုသိုလ်လို့ဆိုထားတာအဲ့ဒီတော့ဒီစကားလုံးလေးကိုအတိတ်ပဲရှင်းပြရမယ်ဆိုရင်ကုရဲ့တလရဲ့နှမျိုးခွဲလိုက်ပါကုရဲ့အတိတ်ပဲကအစိုးတရားများတဲ့တလဆိုတာဖယ်ရှားဖြည့်ဆည်းနိုင်တဲ့သဘောတရားအစိုးတရားတွေကိုဖယ်ရှားနိုင်တဲ့အရာကိုကုသိုလ်လို့ခေါ်တာနော်အစိုးတရားတွေကုဆိုတာအစိုးတရားတွေမကောင်းကျိုးကိုပေးတတ်တဲ့တရားတွေဟာအစိုးတရားတွေပဲဘာတွေတုံးလို့ဆိုရင်လောဘတွေဒေါသတွေမောဟတွေလောဘဆိုတာကောင်းကျိုးပေးသလားလို့ဆိုလို့ရှိရင်လောဘဟာကောင်းကျိုးတော့မပေးဘူးလောဘရှိနေတဲ့အတွက်ကြောင့်သူများကိုမထိခိုက်ရင်တော့ကိုထိခိုက်နေကြတာပဲဆိုပါတော့အရာဝတ္ထုတစ်ခုကိုမိမိကတတ်မှတ်နေတယ်လိုချင်နေတယ်ဆိုလို့ရှိရင်အဲ့ဒီလိုချင်နေတဲ့အရာဝတ္ထုလေးတစ်ခုကြောင့်ကို့မှာလောဘဖြစ်တယ်အဲ့ဒီလောဘဖြစ်နေတဲ့အတွက်ကြောင့်ဒါလေးကိုရလို့ရှိရင်သိမ့်ပိုက်ထားပြီးတော့အကုသိုလ်တွေဖြစ်လာတယ်ဘလို့တွေဖြစ်လာတော့ဆိုရင်ကိုပစ္စည်းလေးကိုသူများထီမှမကြိုက်ဘူးဒီပစ္စည်းလေးမတော်တဆပျောက်သွားလို့ရှိရင်ဝမ်းနေရတာဒီတော့ကောင်းတာတွေမလာဘူးနော်လောဘဆိုတာ attachment ပေါ့တွေ့တာနေတဲ့အရာလေးတစ်ခုသူတို့အပေါ်ကိုတွေ့တာမိနေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်အေးချမ်းမှုတွေဆုံးရှုံးသွားတယ်တွေ့တာမှုကိုအကြောင်းပြုပြီးတော့စိတ်အေးချမ်းမှုတွေဆုံးရှုံးသွားတယ်အဲ့ဒီကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုဆုံးရှုံးသွားစေတာဟာအကောင်းလားအဆိုးလားဆိုတော့အဆိုးပဲနော် Where there is attachment there is worry attachment ရှိတဲ့နေရာမှာ worry ဆိုတာလာတယ်နော်စိတ်တော့ကဟာတွေ့တာနေတဲ့နေရာမှာရှိတယ်အတွေ့တာမရှိရင်စိတ်တော့ကမရှိဘူးတွေ့တာနေတဲ့နေရာမှာစိတ်တော့ကဖြစ်တယ်ကိုလိုချင်နှစ်သက်နေတဲ့ပစ္စည်းတစ်ခုအဲ့ဒီပစ္စည်းလေးတစ်ခုပျောက်သွားရင်စိတ်ဆင်းရဲတယ်နော်အေးအဲ့ဒီထက်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုဒါပေမဲ့ကိုနဲ့မဆိုင်ဘူးသူများပစ္စည်းကိုကလည်းမတွေ့တာဘူးအဲ့ဒီပစ္စည်းကိုရှိတာမဟုတ်ဘူးအဲ့ဒါပျောက်သွားတဲ့အခါကျတော့စိတ်မဆင်းရဲဘူးဘာဖြစ်လို့လဲဆိုတော့မတွေ့တာလို့ကိုပစ္စည်းမဟုတ်တော့ကိုကလောဘမဖြစ်ဘူးဟုတ်တယ်မဟုတ်လားတွေ့တာပြီးတော့မပြစ်ထားဘူးတွေ့တာမထားတဲ့အတွက်ကြောင့်ကိုနဲ့လောဘနဲ့ဆက်မထားဘူးဆက်မထားတဲ့အတွက်ကြောင့်ဘောကမဖြစ်ဘူးအဲ့ဒီသဘောလေးတွေကိုစဉ်းစားပြီးတော့ကြည့်ရင်ဒီ
ဒီလောဘလေးဟာအကောင်းလားအဆိုးလားဒီလိုမေးလိုက်လို့ရှိရင်အ ਨੇ ဆုံးလောဘလေးရှိရင်ကို့မှာနောက်ကဝါရီဆိုတာလာတော့တာပဲစိတ်ငြိမ်းချမ်းမှုကိုဖျက်ဆီးတတ်တဲ့တဘာဝတရားလေးတစ်ခုဖြစ်လာတယ်လောဘတိထက်ကြီးလာပြီဆိုလို့ရှိရင်ဘာဖြစ်လာတော့အဲ့ဒီကြတော့ကို့ပစ္စည်းတွေမကဘူးသူများပစ္စည်းပါရချင်လာတယ်အဲ့ဒီအခါကျတော့ဘာဖြစ်တော့တခိုးဘဝဓမြဘဝရောက်လာတယ်အေးဒီတော့လောဘကိုမထိန်နိုင်လို့ကြီးလာတာနဲ့တပြိုင်နက်ကို့ပစ္စည်းတွေမကဘူးသူများပစ္စည်းကိုပါလိုချင်လာတယ်အဲ့ဒီလောဘကြတော့ပိုပြီးပြဿနာတွေနောက်ဆက်တွဲလိုက်လာတယ်ဟုတ်ရဲ့လားဒါကြောင့်မို့လို့အဲ့ဒီလောဘကိုကုအစိုးတရားလို့ခေါ်တယ်ဒေါသဟာအစိုးတရားဆိုတာလူတိုင်းသိတယ်နော်စိတ်ဆိုးလာတာနဲ့တကြိုင်နဲ့ငင်းရဲနဲ့စိတ်အခြေအနေလေးတွေပျောက်ပြတ်သွားတယ်နော်ဒါကြောင့်မို့ဒေါသဖြစ်လာတာနဲ့တပြိုင်နဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာအခြေအနေတွေအကုန်ပြောင်းသွားတယ်နော်တုံတုံဆက်ဆက်ဖြစ်လာတယ်ပါးစပ်ကမပြောတင်တာတွေပြောလာတယ်လက်ကမလှုပ်တင်တာတွေလှုပ်လာတယ်ဒေါသရဲ့အရှိန်ပေါ်ကောင်းတာတွေတခုမှမဖြစ်ဘူးဒေါသဖြစ်လာတာနဲ့တပြိုင်နဲ့မကောင်းတဲ့အဆိုးတွေဖြစ်လာတယ်ဒါဖြင့်မောဟကဘလို့အဆိုးကိုလှုပ်တာတော့ဆိုတော့ဘာလို့တင်လဲဘာမလို့တင်လဲလို့မသိတာဟာမောဟလှုပ်တင်တာမလှုပ်တင်တာခွဲခြားမသိတဲ့မောဟဖြစ်လာပြီဆိုရင်မလှုပ်တင်တာတွေလှုပ်မိတယ်လှုပ်တင်တာတွေကြတော့မလှုပ်မိဘူးမလှုပ်တင်တာတွေလှုပ်မိရင်လည်းပြဿနာလှုပ်တင်တာတွေမလှုပ်လို့ရှိရင်လည်းဆုံးရှုံးမှုဒါပြဿနာပဲဟောနှစ်ခုစလုံးအကောင်းမရှိဘူးနော်အေးဒါကြောင့်မို့လို့အချုပ်အားဖြင့်ဒီလောဘတို့ဒေါသတို့မောဟတို့ကိုကုအဆိုးတရားလို့ပြောတာပါမြတ်စွာဘုရားရဲ့တရားဓမ္မတွေဟာလက်တွေ့သိရှိနားလည်နိုင်တဲ့သဘောတရားပဲကြီးပါပဲနော်နောက်ဆိုးတဲ့တရားနှစ်ခုရှိသေးတယ်အိတ်တာနဲ့မစ္စရိယအိတ်တာဂျေလစီလို့ခေါ်တယ်လူတယောက်အောင်မြင်သွားတယ်ကိုယ်တငယ်ချင်းတယောက်စာမွေးပွဲအောင်လဲမနာလို့ဖြစ်တယ်ဒါအိတ်တာလို့ခေါ်တယ်ကိုအောင်တယ်သူများကိုမအောင်စေခြင်းဘူးမစ္စရိယလို့ခေါ်တယ်အဲ့ဒီအိတ်တာမစ္စရိယဆိုတဲ့အတရားနှစ်ခုဟာငြိမ်းချမ်းမှုကိုဖြစ်စည်းတက်လို့သူတို့ကိုလည်းအစိုးတရားလို့ခေါ်တယ်အဲ့ဒီအစိုးတရားတွေကိုဖယ်ရှားပြစ်နိုင်တဲ့တရားမျိုးကိုကုသလကုသိုလ်လို့ခေါ်တယ်ကုသိုလ်ဖြစ်အောင်အဲ့ဒီတော့ကုသိုလ်ဆိုတာအန်တီဘိုင်အိုတစ်တို့လိုပေါ့အစိုးတရားတွေကိုဖယ်ရှားပြစ်နိုင်တယ်နော်ဒေါဘကိုဖယ်ရှားပြစ်ဖို့မိမိနှလုံးသားထဲမှာဒေါဘရဲ့ဆန့်ကျင်ဘက်ဒေါဘကိုဖယ်နိုင်တယ်အလောဘ anti attachment လို့ခေါ်တယ် attachment anti attachment နော်ဒေါဘက attachment အလောဘကြတော့ anti attachment anti attachment ကိုကိုယ်နှလုံးသားထဲမှာတိဆောက်လိုက်လို့ရှိရင် attachment တွေကကွာသွားရောနော်အဲ့ဒါကြတော့ဘာဖြစ်တယ်လဲဆိုရင် generality အားလုံးအပေါ်မှာရရောတယ်ခွဲဝေပေးနိုင်တယ်စိတ်တက်ကြီးမားလာတယ်တိမ့်ပိုက်ထားတာမရှိဘူးမရှိရဲ့အတွက်ကြောင့်လက်လွတ်လိုက်ရလဲဘာမှမဖြစ်ဘူးဝါရီမလာဘူးဒေါသဆိုတဲ့အဆိုးတရားက habit အဒေါသကြတော့ anti habit habit ကိုဖယ်ရှားစွန့်ပစ်နိုင်တဲ့သဘောတရားကိုအာဒေါသလို့ခေါ်တယ်။အဲ့ဒီအာဒေါသကိုမေတ္တာလို့ခေါ်တယ်နော်။မြန်မာလူမျိုးတွေထဲမှာတော့မေတ္တာကိုတခြားနေရာသွားသုံးနေတာလည်းရှိသေးတယ်။မေတ္တာရှိတယ်ဆိုတာမျိုးအဲ့ဒါမျိုးရှိသေးတယ်ဟုတ်ရဲ့လားတကယ်မေတ္တာဆိုတဲ့သဘောတရားကဖြူစင်နေအဲ့ဒါလည်းပဲဗုဒ္ဓဘာသာဝင်နဲ့မေတ္တာအစစ်အမှန်ကိုသိဖို့လိုတယ်နော်မေတ္တာကို loving kindness လို့အင်္ဂလိပ်လိုပြန်လေးရှိရဲ့ loving kindness ဒီပြန်ဆိုချက်ဟာတကယ်တော့ literal meaning နဲ့ဝေးနေသေးတယ်မမှန်သေးဘူးတကယ်တော့မေတ္တာဆိုတာကလေးတို့စဉ်းစားကြည့်မိတ္တမိတ်ဆွေဆိုတဲ့စကားလုံးကိုသိတယ်နော်အေးမိတ္တဆိုတဲ့စကားလုံးကနီမေတ္တာဖြစ်လာတယ်မိတ္တဆိုတာမိတ်ဆွေမေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်တဲ့ spring of friend
or attitude of friend မိတ်ဆွေရဲ့စိတ်သက်ကိုမေတ္တာလို့ခေါ်တယ်။ကဲကလေးတို့မှာမိတ်ဆွေတွေတငယ်ချင်းတွေရှိရဲ့အဲ့ဒီမိတ်ဆွေတွေတငယ်ချင်းတွေအပေါ်မှာဘယ်လိုစိတ်ထားတယ်လဲစဉ်းစားကြည့်လိုက်အဲ့ဒီမှာမေတ္တာအစစ်ကိုတွေးလိမ့်မယ်တငယ်ချင်းတွေအပေါ်မှာဘယ်လိုစိတ်ထားလဲတငယ်ချင်းတွေတွေ့လာလို့ရှိရင်စားစေခြင်းနဲ့ပျော်စေခြင်းနဲ့တူတူနေစေခြင်းနဲ့တူကြီးပွားတာကိုကြိုက်တယ်စာမပွဲအောင်လာရင် congratulation လုပ်နိုင်တယ်မဟုတ်ဘူးလားမိတ်ဆွေဆိုလို့ရှိရင်အဲ့ဒီလိုစိတ်ထားမျိုးထားနိုင်ရမယ်အဲ့ဒီစိတ်မျိုးကိုအကုန်လုံးအပေါ်မှာထားနိုင်အောင်စူးစမ်းထားတာကိုမေတ္တာပွားတယ်လို့ခေါ်တာဟုတ်ရဲ့လားတတဝါများစွာချမ်းသာကြပါစေဒီလိုပွားတာဟာမိတ်ဆွေရဲ့စိတ်တဲ့ကိုမိတ်ဆွေဒီအပေါ်မှာထားတဲ့စိတ်သက်မျိုးကိုအားလုံးအပေါ်မှာထားနိုင်တာကိုဆိုလိုတာနော်ပါဠိလိုပြောမယ်ဆိုရင်မိတ္တတာအေးတာမေတ္တာမိတ္တတာမိတ်ဆွေရဲ့အေးတာဥစ္စာဒီမေတ္တာဟာမိတ်ဆွေရဲ့ဥစ္စာမိတ်ဆွေတွေအပေါ်မှာရှိတယ်မိတ်ဆွေရဲ့သဘောတာဒီလိုသဘောရတယ်နော်အေးအဲ့ဒါကိုပဲအာဒေါသလို့ခေါ်တာအာမောဟဆိုတာအတိပညာရှိလာလို့ရှိရင်မောဟကိုဖယ်ရှားပြစ်နိုင်တယ်ဒါကြောင့်မို့လို့မောဟကြတော့ delusion လုံးတဲ့မလုံးတဲ့နာကိုမသိဘူးတွေးဝေနေတယ်အာမောဟကြတော့ anti delusion ကိုပယ်ပြတ်နိုင်တဲ့သဘောတရားတွေနော်အေးအဲ့ဒါမျိုးမကောင်းတဲ့အဆိုးတရားတွေကိုဖယ်ရှားပြစ်နိုင်တဲ့သဘောတရားကိုကုသလကုသိုလ်လို့ခေါ်တယ်အဲ့ဒီကုသိုလ်ရဲ့ဆန့်ကျင်ဘက်တရားကိုမှအကုသိုလ်လို့ပြောတာနော်ကုသိုလ်အကုသိုလ်ဆိုတာမိမိတို့ရဲ့စိတ်ထဲနှလုံးသားထဲမှာဖြစ်တာဖြစ်သောကြောင့်ကုသိုလ်ရတယ်ဆိုတာလောဘကိုဖယ်ရှားပြစ်နိုင်တယ်အလောဘဖြစ်လာရင်ကုသိုလ်ရတယ်လို့ပြောတာဒေါသကိုဖယ်ရှားပြစ်နိုင်တယ်အဒေါသမေတ္တာတရားကိုနှလုံးသားမှာကိန်းလာလို့ရှိရင်ကုသိုလ်ရတယ်လို့ပြောတာမောဟကိုဖယ်ရှားပြစ်နိုင်တဲ့အာမောဟမိမိတို့ရဲ့နှလုံးသားထဲမှာရောက်လာလို့ရှိရင်ကုသိုလ်ရတယ်လို့ပြောတာအိတ်တာကိုဖယ်ရှားပြစ်နိုင်တဲ့မုဒိတာတရားမိမိတို့တဏ္ဍာမှာရောက်ရှိလာတာကိုကုသိုလ်ရတယ်လို့ပြောတာအဲ့ဒီတော့ကုသိုလ်ရတယ်ဆိုတာမကောင်းတဲ့သဘောတရားကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းအားတတိတွေကိုယ့်ရဲ့နှလုံးသားထဲမှာရလာတာဒါကြောင့်မို့တရားအထုတ်တယ်ဆိုတာလေအဆိုးတွေကိုဖယ်ရှားပြီးတော့အကောင်းတွေမိမိရဲ့နှလုံးသားထဲမှာတိဆောက်နိုင်အောင်ကြိုးစားနေရတော့အဲ့ဒီအဆုံးအမတွေကဘုတို့ရဲ့အဆုံးအမတွေတုံးဆိုတော့ဖုံဖုံလို့ကိုယ်ကွယ်နေကြတဲ့ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမတွေပါဟုတ်ရဲ့လားဗုဒ္ဓရဲ့အဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးနေတဲ့ပုဂ္ဂိုလ်မျိုးကိုဗုဒ္ဓဘာသာလို့ခေါ်တယ်အဲ့ဒီဗုဒ္ဓဘာသာသာသနာကိုညှိုးရဆိုတာအဲ့ဒီအဆုံးအမတွေကိုလိုက်နာကျင့်သုံးတာကိုပြောတာပါအဓိပတိ၄ပါးအေးကောင်းပြီကလေးတို့အနေနဲ့အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ tradition ကိုထိမ့်သိမ်းစောင့်ရှောက်ရမယ်ဗုဒ္ဓမြတ်စွာဆုံးမတော်မူတဲ့အတိုင်းမိမိရဲ့စိတ်ထဲနှလုံးသားထဲမှာကောင်းတဲ့အကောင်းတရားတွေကိုတိဆောက်ပေးခြင်းဖြင့်မကောင်းတဲ့အဆိုးတရားတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်အဲ့ဒါလို့ကြိုးစားဖို့အတွက်ကလေးတို့မှာရှိတဲ့ရှိထိုက်တဲ့အရေးအသွေးလေးချက်ကိုမှတ်ထားကြပါအဲ့ဒါကိုဖုံဖုံလို့စာပေမှာတော့အဋ္ဌိပါဒလို့ခေါ်တယ်အဓိပတိလို့လည်းခေါ်တယ်အဲ့ဒီ၄မျိုးရှိတယ်အဋ္ဌိပါဒတဲ့အဋ္ဌိဆိုတာအောင်မြင်ခြင်းကြီးပွားခြင်းအစမ်းတကူပါဒကအကြောင်းတရားလောကမှာတကူကြည့်တဲ့အစမ်းထွက်တဲ့ဆိုတာအဲ့ဒီအစမ်းထွက်ခြင်းရဲ့အကြောင်းတရား၄မျိုးရှိလို့အဓိပတိဆိုတာပန်းမိုးကြီးစိုးနိုင်တဲ့အရာကိုဆိုလိုတာအဲ့ဒါဘာတုံးလို့ဆိုရင်
ဆန္ဒဆိုတာဗမာစကားမှာလည်းရှိနေတဲ့အတွက်ကြောင့်ကလေးတို့အားလုံးနားလည်ပြီးသားနော်ဆန္ဒကိုလိုချင်တာလို့ပြောရင်လောဘနဲ့ရောနေမယ်ကဲကလေးတို့တရားအားထုတ်ချင်တာနဲ့ပွဲကြည့်ချင်တာနဲ့မတူဘူးနော်ပွဲကြည့်ချင်တာကလောဘတရားအားထုတ်ချင်တာကဆန္ဒဆိုတာကိုသိမ့်ပိုက်ဖို့မဟုတ်ဘူးဟုတ်ရဲ့လားကလေးတို့မူခြင်းနဲ့တန်းကျင်နဲ့ကိုကျင့်တရားတွေထိမ့်သိမ့်ခြင်းနဲ့အတာဆန္ဒပြောခြင်းတဲ့ပါခြင်းတဲ့ဆိုတာတွေကလောဘကိုယ့်အတွက်အာယုံခံစားဖို့လိုချင်တာတွေကလောဘဟုတ်ရဲ့လားမျက်စိနဲ့ကြည့်ပြီးအပျော်ကိုရှာတယ်နားနဲ့နားထောင်ပြီးလည်းအပျော်ကိုရှာတယ်တချင်းလေးနားထောင်ပြီးတော့ပျော်တာကိုရှာတယ်နော်နှာခေါင်းနဲ့အမွှေးကြိုင်လေးတွေကိုနမ်းဆိုင်ပြီးတော့ပျော်ရွှင်မှုကိုရှာတယ်ရှာနဲ့ကောင်းတဲ့အရာသားလေးတွေကိုလည်းစားပြီးတော့ပျော်ရွှင်မှုကိုရှာတယ်အဲ့ဒီလိုပျော်ရွှင်မှုကိုလိုချင်တဲ့ desire ကြတော့လောဘလို့ခေါ်တယ်ဆန္ဒကြတော့အဲ့ဒါလို့မဟုတ်ဘူး wish to do လုပ်ချင်တယ်အများကောင်းကျိုးဆောင်ရွက်ချင်တယ်ဥပုသ်ဆောက်ချင်တယ်တရားနာချင်တယ်ပညာရှာချင်တယ်အသက်တက်ချင်တယ်ဟုတ်ရဲ့လားပညာပဲတက်ချင်တယ်ဒါပဲကြတော့ဆန္ဒလို့ခေါ်တယ်နော်အဲ့ဒီဆန္ဒမရှိဘဲနဲ့မအောင်မြင်နိုင်ဘူးဒါကြောင့်မို့ wish to do ဆိုရဲ့ဆန္ဒဟာမှတ်ထားဖို့ရာကဆန္ဒ make the impossible possible ဆန္ဒတရားသည်မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်တတ်တယ်ဟုတ်ရဲ့လားဆန္ဒရှိလာရင်မဖြစ်နိုင်တဲ့အရာဆိုတာမရှိဘူးဒါကြောင့်မို့ဆန္ဒ make the impossible possible impossible ကို possible ဖြစ်အောင်လုပ်မယ်ဟုတ်ရဲ့လားကဲဆန္ဒလေးတွေရှိုံနဲ့မပြီးသေးဘူးနောက်ကတကယ်လက်တွေအကောင့်ထဲပေါ်ဖို့လိုတယ်တကယ်လုပ်ဖို့လိုတယ်အဲ့ဒါကိုဝိရိယလို့ခေါ်တယ်အင်္ဂလိပ်လိုတော့ effort energy အဲ့ဒီဝိရိယကလည်း effort make the impossible possible ဝိရိယသည်မဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်အောင်လုပ်တယ်ဟုတ်ရဲ့လားကဲဆန္ဒရှိပြီးတော့နောက်ကလုံလရှိရမယ်ရှိလာတဲ့အခါစိတ်သက်ခိုင်မာဖို့လေလိုသေးတယ်စိတ်သက်ပြုံးညံ့နေတဲ့ပုဂ္ဂိုလ်ဟာမအောင်မြင်ဘူးဆိုလို့ရှိရင်လုံလချော်သွားတတ်တယ်ဒါကြောင့်မို့လို့ဒတာမိုင်းဖြစ်တဲ့စိတ်သက်မျိုးခိုင်မာတဲ့စိတ်သက်မျိုးရှိဖို့လိုသေးတယ်ဒါကြောင့်မို့လို့ mind make the impossible possible mind ကလည်းအင်မတန်လိုသေးတယ်ဟုတ်ရဲ့လား mind make the impossible ဖြစ်ချင်တာပဲအကုန်လုံး make the impossible possible ဖြစ်နိုင်တာပဲအကုန်ဖြစ်တယ်ဒါကို80ပတ်4ပါလို့ခေါ်ပါတယ်အဲ့ဒီ80ပတ်4ပါကိုမိမိတို့ရဲ့တန်တန်မှာရင့်ကျက်လာအောင်စွမ်းဆောင်ပြီးတော့စူးစမ်းကြမယ်ဆိုလို့ရှိရင်ဘဝမှာတိုးတက်အောင်မြင်မှုကိုရမှာမလွဲအိတ်ကံဖြစ်ပါတယ်ဒါကြောင့်မို့လို့အားလုံးသောကလေးတို့သည်မိမိတို့ရဲ့ဘဝမှာတိုးတက်မြင့်မားပြီးအောင်မြင်တဲ့ဘဝခရီးကိုရှောက်လန်းနိုင်ကြပါစေလို့လူငယ်များတို့တဝင်လာ2014စာအုပ်မှာယခုကျမဖတ်ပြပေးသွားတဲ့စာအုပ်လေးကတော့လူငယ်များတို့ဩဝါဒဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်မြန်မာစကားအတန်ထွက်မပြီးသားမှုများပါဠိအတန်ထွက်မမှန်မှုများရှိရင်လေဓမ္မမိတ်ဆွေများအနေနဲ့တိခံခွင့်လို့ပေးဖို့မေတ္တာရက်ခံပါတယ်ရှင်ဓမ္မမိတ်ဆွေများအားလုံးနဲ့တကွာ30ပုံသာတတဝအားလုံးကျမ်းမာချမ်းသာပြီးစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်